အားလုံးပဲမင်္ဂလာပါရှင် KK channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ KK ကဘလိုင်းပေါက်ဖောက်ပြမှာပါဘလိုင်းပေါက်ရင်လို့တော့မဟုတ်ဟိုဖောက်ပစ်ဆက်ဘလိုင်းပေါက်ပေါ့နော်ဖောက်ပစ်လို့ပဲသူဘလိုင်းပေါက်ပုံစံမျိုးလေးပါ KK ကတော့အဲ့ထဲကနေပြီးတော့ဘလိုင်းပေါက်လို့ဘလိုင်းပေါက်အဲ့ထဲက chrome လေးလို့ကျင်တယ်အဲ့ဒါဖောက်ကြည့်မယ်ဟိုဖောက်ကြည့်KK အမပါတဲ့ character လေးပြမယ်အမအများကြီးပါတယ်ပေါ့နော်တော့နှစ်ဖက်လုံးပါတာဘလိုင်းပေါက်လို့ပဲ KK ကတော့chrome လေးနဲ့ခပ်ပြီးပါတော့နှစ်ခုလေးတစ်ခုတော့လုံးစင်းတယ်ဒါပေမဲ့ chrome လေးပေါ့ရင်ပိုကောင်းတယ်ဘာဖြစ်လဲဆိုတော့ KK က chrome fan ဆိုတော့လေ chrome fan မှာဖြစ်တယ် chrome crazy ဆိုတော့လေအဲ့ဒါဆိုရင်စားဖောက်ကြမယ်အဲ့ဒါဖောက်မယ်တီအရန်ကျရဲပေါ့နော် chrome ပေါက်တာတော့ကြီးအဲ့ chrome လည်းလိုချင်တယ်ကြီးဟိုလက်ကြီးများကောင်းနေရလားမသိဘူးဘေးရတာအမ chrome ကိုဟိုအမှန်ချင်းလေးချစ်ထားတယ်ဒီကက်ဆေးထင်တယ်ရောင်းလာလေကက်ဆေးပုံစံမျိုးထင်တယ်ဟိုကထိလောက်ထားဆိုလေကက်ဆေးပုံစံမျိုးထင်တယ်ဒါကဘယ်လိုလဲဖြစ်ရေးကြိုက်တယ်ကြိုက်တဲ့အတွက်ယူပါမယ်KKကအဖတ်မကြိုက်လို့ရှိရင်KKမလေးကိုပေးလိုက်လို့KKကြိုက်တယ်ဆိုမပေးတော့အဲ့ဒါသူ့မှာ fresh ရ3ခုရှိရပေါ့နော် fresh ပထမဆုံး fresh ရကြတော့အတန်အတိုးအလျှော့လောက်တာပေါ့နော်သူကအဲ့မှာက3 mode ဟုတ်တယ်3 mode ပါတယ်ပေါ့နော်3 mode ကပထမဆုံး mode ကသူရဲ့ original sound ဒုတိယ mode ကနည်းနည်းလေးတူတာတတိယ mode က all mode လေးfull mode ပါတာတတိယ mode ကကြတော့သူကအဲ့လိုနည်းနည်းလုံးဝ PC ရောက်တော့လေးပဲအတန်လေးထွက်တာနောက်ဆုံး mode ကကြတော့အတန်လုံးဝမထွက်တော့ဘူးအဲ့လိုမျိုးပဲဆိုရင်နောက်ဆုံး mode ကိုထပ်လိုက်လိုက်လို့ရှိရင် original အတန်ပေါက်ပါလေအခုဆိုခွင့်ကြည့်မယ်ဒီမှာသူကအတန်လေးလည်းပါပါတယ်နော်ပြီးအတန်ပြမယ်ဒီမှာပါခုနကောင်မဲရောကီလိုกว่าရှေ့ကတော့ပြန်ပါတယ်အဲ့ဒါဆိုရင်အခု KK တို့ဆိုင်ကြောင်းလာအရှိကိုသွားမယ်ပေါ့နော်အရှိနားလေးမှာရိုက်နေတယ်ဘယ်လိုဆိုတော့ဒီနားမှာမောင်လေးကအိတ်နေရပေါ့နော်ကြောချင်းကမောင်ကက်နေတော့လေကြောချင်းကက်တာတော့ဖြစ်တယ်နေရကလေအဲ့တော့အတန်ကစတူရှိရောက်သွားမှာဆိုတော့နိုးဝမှာတော့KKနေရပြောင်းလိုက်အဲ့ဒါတော့လည်းပါပြီးKKမှာအဲ့အတန်မဟုတ်ကိုပြရတာအဆင်မပြေဘူးခိုင်းရတာအဆင်မပြေဘူးဟိုကစစောင်းရဖြစ်ခတ်တယ်ပေါ့ခတ်တာမဟုတ်KKစစောင်းခိုင်းအဲ့ဒါဆိုထုံအတန်စမ်းကြည့်မယ်အဲ့ဒါဆိုအတန်စမ်းရပါတော့မယ် Welcome to the Tiger Game. Okay. ဒါအတူအလျှော့ဒီဘက်ကဟာလေးကဝါဒါ level mode memorize mode တဲ့ဒါဟာဘာလို့ပြီးမပြန်ကြည့်မယ် multiplayer mode တဲ့မသိပါဘူးလားဒါ level mode ပြီးရပါလို့မသိဘူး memorize mode ပြီးရ school mode ဆိုတာဘာဆိုလဲမသိဘူးအော်တော့တလို့ဒီအဲ့ memorize mode ပြီးသွားလို့ရှိရင်ဒါပေါ်တယ်မလားနှိပ်ပြီးသွားရင် तू ကဆက်ပေါ်တယ်အဲ့ဒါဒီအကုန်လုံးလိုက်နေရမှာအဲ့လိုလိုက်နေရတာ
အဲ့ဆိုပြန်စရမှာအဲ့မဲ့ဒီရဟာပဲအကုန်ဖိတ်လိုက်ပါတော့အဲ့ဆိုတော့ Kiki ရဲ့ video လေးကတော့ဒီနေ့ကတော့လောက်ပါပဲဒီလိုလေးတော့ Kiki ကိုအရန်လိုချင်ရဲ့ puppet set ကိုပဲပြီးတယ် puppet set လေးနဲ့မပြီးတယ်အရင်ကျေးဇူးတင်ပါတယ်အဲ့ဆိုတော့bye bye ဆာလိုက်